မင်္ဂလာပါ NNL Breaking News ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တော်လန်ရေးအတိုင်းဝိုင်းနဲ့ပြည်သူလူထုကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ထူးခြားသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့ຫນွေဦးတော်လန်ရေးမှာထင်ရှားတဲ့ຫນွေဦးဆရာတော်ထိုင်းနိုင်ငံနယ်စပ်မှာဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ချစ်စင်ဖေးဆောင်ကတော့ပြီးခဲ့တဲ့2026ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကထိုင်းမြန်မာနယ်စပ်မော်တော်ဒေသမှာຫນွေဦးဆရာတော်ကိုထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်ရရှိထားတဲ့သတင်းအချက်အလက်တွေအရဆရာတော်ဟာတနင်္သာရီတိုင်းမော်တော်ဒေသမြန်မာဗချမ်းမှာရှိတဲ့တော်လန်ရဲတပ်ဖွဲ့တွေလှုပ်ရှားရာနေမြေမှာသတင်းသုံးနေထိုင်နေတာဖြစ်ပါတယ်အဲ့ဒီနေ့ကထိုင်းနိုင်ငံဗချမ်းမော်တော်ဒေသဘက်ကိုပြင်းဖိမှုတစ်ခုရှိတာကြောင့်ကြွားရောက်လာစဉ်မှာအခုလိုထိုင်းအာဏာပိုင်တွေရဲ့တားဆီးဖမ်းဆီးခြင်းကိုခံခဲ့ရတာလို့သိရပါတယ်။ຫນွေဦးဆရာတော်လို့ဆိုလိုက်ရင်အားလုံးယဉ်နီးပြီးသားဖြစ်ကြမှာပါ။2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့စစ်